အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်မော်လမြိုင်ကနေပြီးတော့ရန်ကုန်ကိုဧည့်သည်လာပို့ပါတယ်အချိန်ထဲမှာပဲကားတက်တန်တိုးဖို့အတွက်လည်းအပြီးလောက်သွားတာပေါ့နော်ဒါကြောင့်မို့ရန်ကုန်မှာဧည့်သည်ပို့ပြီးတော့အချိန်က2ရက်3ရက်ကြာသွားတယ်ကားတက်တန်တိုးဖို့အတွက်ကနဦးကဆုံးဖြတ်ချက်ချထားပေမဲ့နောက်ပိုင်းတော့ဒီစာအုပ်ပါနာမည်ပြောင်းဖို့လုပ်ရမှာဖြစ်တဲ့အတွက်ကုန်ကျစရိတ်တွေပိုလာတယ်အချိန်တွေပိုပြီးတော့ရန်ကုန်မှာကြာလာတာပေါ့နော်ဒီနာမည်ပြောင်းကိစ္စအတွက်ကလည်းသူတို့ကဒီ300ခန့်နှုန်းပေးရတယ်ဆိုတော့ကုန်ကျစရိတ်တွေအလွန်များတယ်ပြီးတော့ပြန်ဖို့အတွက်လည်းအစစအရာလုပ်ပြီးမှပြန်လို့ရမှာပေါ့နော်လုပ်တယ်ဆိုတာကလည်းဒီနာမည်ပြောင်းတဲ့ဟာလုပ်ရမယ်ပြီးတော့ကျွန်တော်တို့ဒီကားတက်တန်းတိုးရတာတွေလုပ်ရမယ်ဆိုတော့အချိန်က2ရက်3ရက်လောက်ကြာသွားတယ်ပြီးမှမော်လမြိုင်ပြန်အောင်ပေါ့နော်မော်လမြိုင်ပြန်ဖို့အတွက်လည်းခီးသည်တွေစောင့်နေပါတယ်မော်လမြိုင်ပြန်ဖို့အတွက်ခီးသည်တွေရှိရင်လည်းဆက်သွယ်လို့ရတာပေါ့နော်ကျွန်တော်ဖုန်းနံပါတ်ကိုအောက်မှာချပေးထားပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာ